ဒီကောင်ကြွနေကြာလိုက်ကိုလည်းယူမလားမငွေကူထုတ်ဖို့မလို့များသူနဲ့များလွှဲနေသလားမသိဘူးဒီမှာကိုမဘူးခဏလေးကကျွန်တော်ခုပြန်လာခဲ့မယ်စားနေကြခင်ဗျားဘယ်သွားမလို့ဟိုကျွန်တော်တကယ်ချင်းတော့ကျွန်တော်လိုက်သွားမလို့ဒီကောင်တိတ်ကြားတယ်ဗျာငွေထုတ်မနေမယ်နဲ့လွှဲများလွှဲနေသလားလို့နော်အမနဲ့စားအုံမို့ဒီလိုဝိုင်းမျိုးကဟိုအလူရှင်တွေပါရှိမှပို့ပြီးတော့စားလို့တော့လို့ကောင်းလားဗျာဟိုမလိုပါဘူးဗျာခင်ဗျားလဲစားကမှကြိုက်တာလားမှားစားကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ်ဟိုက်နာလေးတွေကျွန်တော်ခုချက်ချင်းပြန်လာခဲ့မယ်စားခုချက်ချင်းပြန်လာခဲ့ကိုသားဝမကြစင်းနဲ့နော်ကိုသားဝကိုပါဘူးကိုသားတဲ့မလီဝမ်းသာရဗျာဒီမှာခင်ဗျားတို့ပေးတဲ့လိပ်စာအဲ့ဒါကျွန်တော်ကြပြုတ်သွားလို့ဗျာကျွန်တော်ဒီရန်ကုန်ရောက်နေတာလေဒီတလားကြေလောက်ရှိနေပြီဗျာခင်ဗျားဘာလုပ်လဲဘဲကလဲမြင်ဘူးသူတို့တော့ရှိသားဗျာဩဗျာခင်ဗျားတို့ကလည်းဗျာဒီတလားခွဲလောက်ကလေးကိုဗျာခင်ဗျားတို့မိတ်တက်နေတာအအောင်ပါရဲ့ဗျာခင်ဗျားတို့ကိုကျွန်တော်ချက်ပြုတ်ပြီးတော့ကျွေးလိုက်သေးတဲ့အပြင်ငွေတစ်ချောင်းတီးတော့မှကျွန်တော်ချိလိုက်သေးတယ်လေတာဝါလေအော်မမီဟဲ့တာတဲ့ဒါကိုသားဝလေကွာဟောတန်ငချင်းရွာလေဒါကြောင့်တူပါတယ်လို့ကြည်နေတာကိုသားဝမမှတ်မိတော့စိတ်မရှိနဲ့နော်မရှိပါဘူးဗျာခင်ဗျားလေခင်ဗျားရန်ကုန်ဘယ်တော့မှရောက်တာလဲကိုသားဝကျွန်တော်ရန်ကုန်ရောက်တာတလားကြော်လောက်ပဲရှိသေးတယ်ဒီအပတ်ဗျာတငချင်းနဲ့2ယောက်စက်တူထိုးလိုက်တာ9သိန်းစုပေါက်လို့အဲ့ဒါဓာတ်ထုတ်တာဗျာ9သိန်းဟောဝမ်းသာလိုက်တာဗျာခင်ဗျားစိတ်ကခင်ဗျားကိုအကျိုးပေးတာမှန်တယ်ဒါနေသားမဟုတ်အခုခင်ဗျားတို့ဘယ်မှာတဲနေလဲဟိုတဲစရာမရှိရင်အာမနာနဲ့တော့ကျွန်တော်စီစဉ်ပေးမှာပေါ့တမတမတဲမလားကန်တော်ကြီးမှာတဲမလားတိုက်တက်နေတာလားပြောလို့ပါဘူးဗျာခင်ဗျာတမတတွေပါလေမလိုပါဘူးဗျာအခုကျွန်တော်ကစတင်းမှာတဲတာဗျာခင်ဗျာစတင်းမှာတဲတာကဲကြုံတော့ဗျာဟိုကျွန်တော်ကိုဘာဘူးလို့ဗျာလိုက်စားကြဗျာလိုက်စားကြအိမ်မှာစားမကောင်းတာနဲ့ကျွန်တော်ထွက်စားမလို့အဲ့ဒါလိုက်ခဲ့ဗျာအာနာစရာကြီးဗျာဒါကျွန်တော်တို့ကကျွေးရမှာပါဗျာရန်ကုန်ရောက်နေတာကိုဒီမှာရောက်တော့ကျုပ်တို့တာဝန်ရှိတာပေါ့ဗျာကျုပ်တို့ကကျွေးရမှာပေါ့မလိုပါဘူးဗျာခင်ဗျားလည်းပဲကျွန်တော်ကမနေ့ကတပတ်ခါဆိုပြီးမှဒီမှာတငချင်းညောင်းပြက်ကို2သိန်းခွဲစီခွဲဝေပြီးပါမယ်တထေးဗျာတထေးလာဗျာခင်ဗျားကအာနာစရာကြီးဗျာကိုတော်ကအာနာမနေပါနဲ့ဗျာတငချင်းဘယ်နေရာကောင်းမလဲဩအဲ့ဒါဒီစိတ်ချမ်းသာအောင်အစင်းနဲ့မင်းဟိုဒီအများကြီးပါအိုးပြီလာဗျာကဲဒီခါမင်းနဲ့ဗျာမင်းနဲ့ဟဲ့ညီလေးငါလာပါဦးဟုတ်ကဲ့မရှိတော့ဟဲ့ရညီကိုလေသူတို့မှားတာကိုမင်းအကုန်ချပြီလေနော်တို့စားတယ်ကွာလောလောဆယ်အမြတ်ဆုံးရမယ်နီးထမင်းကြော်နှစ်ပွဲတို့လို့တို့နှုတ်တယ်ဘုရားဘာမှမလားမှားပါတိုက်တာမှာသားမှာ9000မို့6000ဘလို့ပြီးအောင်မှားသားမှာအကောင်းစားလေးမှာဒါနာလေးညောက်သွားအောင်လို့ကျွန်တော်လေဟိုတာဝဒါနာလေးညောက်ဒီလေဘီယာနှစ်ဘူးဟိုဘဲကင်တစ်ပွဲနောက်အာလူကြော်တစ်ပွဲရဲ့ဟိုကြက်သားလုံးကြော်တစ်ပွဲနောက်ဟိုအစိတ်ပြေတော့ဂဇင်းရကြော်လေးတစ်ပွဲဒီဝတ်တူရှိလားဝတ်တူနာမည်ကဘာဘူးဝတ်တူကြိုက်တယ်နော်ကမမဝတ်တူတစ်ပွဲနော်အဲ့လိုမှားသားမှာ9000 6000ဘူးလောက်ပြီးအောင်မှားသားမှာအာနာစီကိုတာဝဟိုအာမနာနဲ့အဖိုးတန်နာလေးကြီးပဲမှာအဲ့ဒါဆိုညီလေးဟိုဘဲပေါင်းဟင်းညုတ်တပွဲဟိုငုံချင်ငံဆက်တပွဲနောက်ဟိုပြေကြီးငါးတုတ်တပွဲနောက်ဟဲ့တာတဲ့ငါကြိုက်တာတော့ပုံဝိုင်းမင်းမအောင်လေကွာမင်းကြိုက်ကိုကြီးတို့ခုမှပဲ9000ကျော်လိုက်မလို့ပါဘူး9000ကျော်တာမကျော်တာမလို့ပါဘူးငါအဲ့ဒါတွေမှားတာမချပြီလေဟိုငါအဲ့ဒါတွေမျက်နှာပြောင်းမလုံးနဲ့လေဒီမှာကိုလူငွေကြီးရနှခမ်းမွေးနော်မနဲ့ငါကြိုက်တယောက်2သိန်းခွဲစီထုတ်မယ်9သိန်းစုပိုင်ရှင်တစ်ထေးလောင်းနေကွာချပြီလေဟုတ်ကဲ့မသိတော့ဘယ်လောက်လဲမှားစမ်းပါမှားခဲပါဗျာမှားရတာလည်းမောပါတယ်ဒီကကိုတာဝါတို့လည်းဒါနာလေးမြောက်သွားအောင်ဒီဆိုင်မှာအကောင်းဆုံးအစားအစာတွေကိုလုပ်ခဲ့တော့အညင်ငါတို့မတို့ဘူးပါပဲကွာဟဲ့ဟေးငါ3လုံးတဘူးမလုပ်ပါနဲ့ငါအလုံး30တထောင်နော်တထောင်ချပြီလိုက်ဒီငါတောက်လို့မကုန်နဲ့အိမ်ကြတောက်ပေါ့ဒါဆိုလည်းညီလေးတထောင်ပေးကွာအေးတထောင်
အာငါခုမှသတိရတယ်ကွာဟိုတရုတ်ကိစ္စငွေကူထုတ်ပြီးမှမိတ်ဆွေအချိန်ကြတော့စောင့်နေရောပေါ့ကွာအကျန်နီဟိုမင်းသူ့ဘာခါတော့ခေါ်လိုက်ကွာသူဒီမှာတစ်ခါစားကြအောင် အေးဟုတ်သွားရောနော် တော်တော် အေးဒါတော့ရမယ်ဟာ စားနော်အမနဲ့စားရမှာကောင်းစားမဝစလူကောင်းစားတို့ပါစိတ်တော့ဒီကောင်ကျွတ်နေကြာရကိုလည်းယူမလားမငွေကူထုတ်ဖို့မလို့များသူနဲ့များလွှဲနေသလားမသိဒီမှာကိုပါဘူးခဏလေးကကျွန်တော်ခုပြန်လာခဲ့မယ်ကျစားနေကြ ခင်ဗျဘယ်တော့မလို့ ဟိုကျွန်တော်တကယ်ချင်းတော့ကျွန်တော်လိုက်သွားမလို့ဒီကောင်တိတ်ကြတယ်ဗျာသူငွေထုတ်မှနေမယ်နည်းလွှဲများလွှဲနေသလားလို့နော်အမနဲ့စား အမို့ဒီလိုဝိုင်းပြောဟိုအလူရှင်တွေပါရှိမှပို့ပြီးတော့စားလို့တော့လို့ကောင်းတာဗျာ ဟိုမလိုပါဘူးဗျာခင်ဗျားလဲစားသမားကြိုက်တာလားမှားစားကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ်ဟိုက်နာလေးနေကျွန်တော်ခုချက်ချင်းပြန်လာခဲ့မယ်စားခုချက်ချင်းပြန်လာခဲ့မယ် ကိုသားဝမကြစင်းနဲ့နော်ကိုသားဝ ကိုသားဝကျွန်တော်တို့စောင့်နေမယ်နော် စားတဲ့ငင်း ကိုပါဘူးဝက်စလူ อืม ခါလမ်းမှာဗျာဒါစားရတယ် အချီပြပြနေလေโอ้မပြောစမ်းပါနဲ့ထားကြစမ်းပါလာ ဘယ်ရှင်းလား ဘယ်လောက်လောက်ကြလဲကွာ 9500ပါ ဟမ်